င်းကြတော့ပြီဟဲ့ခဏခေါ်နေလေဗျာဟဲ့ခေါ်နေလေကျောင်းလေဖိလူကဘယ်သူခေါ်ဟာဒီမှာခဏကြောက်လို့ရှိရတယ်ခဏအောင်ခေါ်ခဏဘူးခေါ်ဟမ်ခဏအောင်ကြောက်အဲ့တော့ငါမနာမည်ရှိတယ်ဗျဒီလိုကတော့နာမည်မခေါ်ချင်တော့မှနောင်ကြီးကို